ပြန်လဲအသက်ရှင်လာတဲ့ Orochimaru နဲ့သူ့ရဲ့ကျိန်စာအမှတ်ကိုပါကြိတ်ပစ်လိုက်ပါတယ်။ဒါပေမဲ့နောက်ဆုံးထွက်လာတဲ့မွေပြူလေးတစ်ကောင်ကတော့လွတ်မြောက်သွားခဲ့ပြီးနောက်မှာတော့ Itachi ကလည်းသွေးတွေဇက်တိုက်အန်လာတဲ့အချိန်မှာ Sasuke ရဲ့စက်ကူပုံနဲ့ပစ်လိုက်ပါတယ်။ဒါပေမဲ့ Itachi ကပြတ်ဝဲသွားတော့မဲ့ Susanoo ပြန်ထိန်းထားရင်းနဲ့ Sasuke စီကိုတက်လန်းချင်းကတ်လာခဲ့ပါတယ်။ Sasuke ရဲ့ကြောက်လန့်နဲ့စက်ကူပုံတွေနဲ့ပြစ်ပင်မဲ့လေ Susanoo ရဲ့အရာအလုံးကိုခုခံနိုင်တဲ့ယာတာလို့ခေါ်တဲ့တန်းကြောင်ဘာမှမဖြစ်သွားပဲတရွေ့ရွေ့ချင်းကတ်လာခဲ့ရင်းနဲ့ Sasuke ရဲ့မျက်လုံးတွေကိုထုတ်ယူမယ်လို့ပြောနေပါတယ်။ Sasuke ကလည်းသူ့ရဲ့ Kusanagi ဓာတ်နဲ့ဝင်ထိုးပြီးမဲ့အချင်းကြီးဖြစ်နေပြီး Itachi ကပဲအနားကိုရောက်လာခဲ့ပါတယ်။ပြေးစရာမြေမရှိတော့တဲ့ Sasuke ကသူ့ရဲ့မျက်လုံးတွေထုတ်ယူခံရတော့မဲ့အတွက်အကြောက်လွန်နေတဲ့အချိန်မှာပဲ Itachi ရဲ့စကားတစ်ခုပြောလိုက်ပြီးတော့အနာကလာတာက Sasuke ရဲ့မျက်လုံးကိုယူဖို့မဟုတ်ပဲနဲ့ထုံးစံအတိုင်းသူ့ညီလေးရဲ့နှစ်ဖူးကိုနောက်ဆုံးအနေနဲ့ထိလိုက်ပါတယ်။အဲဒီနောက်မှာတော့လွတ်ကျသွားတဲ့လက်နဲ့တူ Itachi ရဲ့ခေါင်းကလည်းကြောက်နေရံပေါ်ကျသွားပြီးနောက်သူချေရတဲ့ညီလေးရှိမှလည်းလဲကျတိတ်ဆုံးသွားပါတယ်။ Itachi တေးOnly one minute, you go to my car, you know, see, look, you may, you bring out wet, tired, and my morning. Only I'm a teacher, can't be mad, teaching my me, I love go back. Along with them, yeah, you said, got only that thing, and me, she didn't, I am another Sabian low that you went to, yeah. Tonight, come my baby man, me, I should be.